နာတော်တာစင်သူအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောကြားခဲ့တဲ့တရားတော်တွေထဲမှာတန်တရားတစ်လျှောက်တရားဝါရီကျင်လည်ကြရမယ်ဘုံဘောအကြောင်းတွေတိကျဖော်ပြထားပါတယ်အဲ့ဒီထဲကမှလူပုံထက်အစာပေါင်းများစွာတာလွန်တဲ့ချမ်းသာမှုတွေပေးနိုင်တဲ့နတ်ပြည်ဘုံဆိုတာဘယ်လိုနေရာမျိုးလဲဘုရားရှင်ကိုယ်တိုင်ဟောကြားခဲ့တဲ့ဒီနတ်ဘုံရဲ့အစဉ်စဉ်မြင်မှာဘုံမယုံနိုင်လောက်အောင်ရှည်လျရတဲ့နတ်တွေရဲ့တဒတ်နဲ့လက်ပြည်ကိုရောက်ဖို့ဘယ်လိုကုသိုလ်တရားတွေပြုလုပ်ရမလဲဆိုတာတွေလည်းရှိပါတယ်ဒီနေ့မှာတော့လက်ပြည်6ထက်နတ်တွေရဲ့တဒတ်နဲ့ဘုံရောက်ကြောင်းကုသိုလ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစဉ်1ကတော့စတုမဟာရဲ့နတ်ပြည်ဖြစ်ပါတယ်အယောင်သွေးကတော့ဤနတ်ဘုံသည်ကျွန်ုပ်တို့လူသားများ၏ကောင်းကင်နှင့်အနီးဆုံးဖြစ်သောကြောင့်အပြာရောင်သို့မဟုတ်ရွှေအိုရောင်ဆက်သောအပြာရောင်များထင်ရှားပါသည်နတ်တတန်းကတော့နတ်နှစ်900ရှိပါသည်လူနှစ်ဖြင့်နှိုင်းရှင်ချက်ဤနတ်ပြည်တွင်နတ်တရက်လီလူတတန်း50နှစ်နှင့်ညီမျှပါသည်ဘုံရောက်ကြောင်းကုသိုလ်တွေကတော့၅ပါးသီလကိုမြဲမြံစွာစောင့်ထိန်ခြင်းနှင့်ဒါနအလှများကိုယူဝူးခြင်းတို့လိုအပ်ပါသည်အစဉ်နှစ်ကတော့တာဝရင်သာနတ်ပြည်ဖြစ်ပါတယ်အယောင်သွေးကတော့တန်စင်သောရွှေရောင်နှင့်အဖြူရောင်ဆက်သောအလင်းရောင်များထွက်ပေါ်ပါသည်ကောင်းကင်ယံမှာလည်းရွှေမျိုးတော်ကဲ့သို့တောက်ပနေပါသည်နတ်သက်တန်းကတော့နတ်နှစ်1000ရှိပါတယ်လူနှစ်ဖြင့်နှိုင်းရှင်ချက်ဤနတ်ပြည်တွင်နတ်တရက်သည်လူသက်တန်း100နှစ်နှင့်ညီမျှပါသည်ဘုံရောက်ကြောင်းကုသိုလ်တွေကတော့10ပါးသီလကိုပုံမှန်ဆောင်ထိန်ခြင်းနှင့်ယဟန်တန်ဃာတို့အားအလေးနက်ထားလှူဒန်းခြင်းတို့အဓိကဖြစ်ပါသည်အစဉ်3ကတော့ယာမာနတ်ပြည်ဖြစ်ပါတယ်အယောင်သွေးကတော့ဤနတ်ပြည်သည်နေလမရှိတော့လဲနတ်များ၏ကိုရောင်ကိုဝါနှင့်ယရနာများ၏ကြည်လင်ပြတ်သားသောရောင်ကြီးများဖြင့်အမြဲတစေတောက်ပနေပါသည်နတ်သက်တန်းကတော့နတ်နှစ်2000ရှိပါသည်လူနှစ်ဖြင့်နှိုင်းရှင်ချက်ဤနတ်ပြည်တွင်နတ်တရက်သည်လူသက်တန်း200နှစ်နှင့်ညီမျှပါသည်ဘုံရောက်ကြောင်းကုသိုလ်တွေကတော့ဒါနသီလအပြင်မေတ္တာဘာဝနာကိုအမြဲပွားများခြင်းတို့လိုအပ်ပါသည်အစဉ်4ကတော့တုတိတာနတ်ပြည်ဖြစ်ပါတယ်တနည်းအားဖြင့်ဖျားလောင်းတို့စံမဲရန်ဘုံဌာနလည်းဖြစ်ပါတယ်အယောင်သွေးကတော့နတ်တို့၏ကိုရောင်ကိုဝါသည်လူညံ့၍ငွေရောင်ဆက်သောရွှေဝါရောင်အစင်းရှိပါသည်နတ်သက်တန်းကတော့နတ်နှစ်4000ရှိပါသည်လူနှစ်ဖြင့်နှိုင်းရှင်ချက်ဤနတ်ပြည်တွင်နတ်တရက်သည်လူသက်တန်း400နှစ်နှင့်ညီမျှပါသည်ဘုံရောက်ကြောင်းကုသိုလ်တွေကတော့ဓမ္မဒါနဝိပဿနာကဲ့သို့သောတရားဓမ္မဆိုင်ရာကုသိုလ်များကိုအထူးအားထုတ်ခြင်းနှင့်ပါရမီဖြည့်ဝူးခြင်းတို့ဖြင့်ရောက်ရှိနိုင်ပါသည်အစဉ်5ကတော့နေမာနရတိနတ်ပြည်ဖြစ်ပါတယ်အကြောင်းသွေးကတော့ဤနတ်များသည်မိမိတို့ကိုယ်တိုင်စည်းစိမ်ကိုဖန်ဆင်းနိုင်သူများဖြစ်၍လိုရာအယောင်လိုရာအလင်းရောင်ကိုဖန်ဆင်းနိုင်စွမ်းရှိပြီး၎င်းတို့၏စေတနာစွမ်းအားကြောင့်အလင်းရောင်သည်လည်းပို၍လင်းအားကောင်းပါသည်နတ်သက်တန်းကတော့နတ်နှစ်8000ရှိပါသည်လူနှစ်ဖြင့်နှိုင်းရှင်ချက်ဤနတ်ပြည်တွင်နတ်တရက်သည်လူသက်တန်း800နှစ်နှင့်ညီမျှပါသည်ဘုံရောက်ကြောင်းကုသိုလ်တွေကတော့ကုသိုလ်ပြုရာတွင်စေတနာသုံးနှံအလွန်တန့်စင်ခြင်းစိတ်ပျော်ရွှင်ကြည်လင်မှုအပြည့်အဝဖြင့်ကြည်ကျယ်သောဒါနာများလှူဒန်းမှုခြင်းတို့လိုအပ်ပါသည်အစဉ်6ကတော့ပရနေမိတဝတ္တဝရီနတ်ပြည်ဖြစ်ပါတယ်အမြင့်ဆုံးနတ်ဘုံလည်းဖြစ်ပါတယ်အယောင်သွေးကတော့ဤနတ်ဘုံမှနတ်များ၏အလင်းရောင်သည်အခြားဘုံများထက်အစာပေါင်းများစွာတောက်ပပြီးကြည်လင်သောစိန်ရောင်စွမ်းအားကြီးသောအဖြူရောင်အလင်းကဲ့သို့သောအယောင်များဖြင့်ခမ်းနားထေဝါလာပါသည်နတ်သက်တန်းကတော့နတ်နှစ်16000ရှိပါသည်လူနှစ်ဖြင့်နှိုင်းရှင်ချက်ဤနတ်ပြည်တွင်နတ်တရက်သည်လူသက်တန်း1600နှစ်နှင့်ညီမျှပါသည်ဘုံရောက်ကြောင်းကုသိုလ်တွေကတော့အလွန်အားကောင်းသောဒါနသီလနှင့်နိဗ္ဗာန်ကိုရည်မှန်းသောဉာဏ်ဖြင့်ကောင်းမှုပြုခဲ့မှုခြင်းတို့လိုအပ်ပါသည်နာတော်တာဆင်သူများခင်ဗျာမြတ်စွာဘုရားရှင်တရားတော်အရာဤတရားလာသောနတ်ဘုံဘဝများပင်လျင်မမြဲခြင်းအနိစ္စသဘောတရားအောက်မှမလွတ်မြောက်နိုင်ကြပါထို့ကြောင့်ကျွန်ုပ်တို့သည်ရာခဲလာသောလူဘဝကိုရရှိထားစဉ်တွင်7ပါးသီလကိုမြဲမြံစွာဆောင်ထိန်ပြီးဒါနသီလဘာဝနာဤဟူသောကုသိုလ်တရားများကိုအားထုတ်က
တန်တရားဝဆင်းရဲမှလုံးဝကင်းကျင်းရာဖြစ်တော့နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်